အားလုံးပဲကျွန်တော်တို့တူတူချင်းမိတ်ဆွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ကိုပန်ကြီးဆိုတဲ့ channel တစ်လေးကနေပြီးတော့ຫນွေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဥစ္စာပထမအနေနဲ့ကျွန်တော်ရဲ့ဒီ video file လေးကိုဝင်ကြည့်တဲ့ကူမလေးအားလုံးပဲကြမ်းမှချမ်းသာပြီးတော့လူဝင်ဆန္ဒတွေပြည့်စုံနေကြပါစေเนาะကဲအားလုံးပဲကျွန်တော်တို့မင်္ဂလာရှိတဲ့ကျွန်တော်တို့နေလေးပြကြပါစေလက်ရှိကျွန်တော်တို့ဒါလေးကဒီ video file လေးကကျွန်တော်ဘာလို့လဲဆိုရင်နောက်တစ်ပတ်ကိုငါတို့ကတော့အဖွဲတော့မဝင်နိုင်သေးဘူးဒါပေမဲ့ငါတို့ကဇာတို့မွေးရတာဝါသနာပါတယ်ဆိုတဲ့အကူမလေးအတွက်ကျွန်တော်တို့ဒါကိုပန်ကြီးရဲ့အပတ်တိုင်းကျွန်တော်တို့သိရတဲ့လူတွေဖော်စားနေတဲ့လုံးဝshare တပတ်စားကျွန်တော်တို့ဇာတုံးမွေးလေးတွေကိုပြောပြမယ် video file လေးဖြစ်ပါတယ်ဗျအဲ့တော့ video လေးကျွန်တော်မစခင်လေးမှာ channel လေးကို subscribe လေးမလုပ်ရသေးတဲ့ကောင်မလေးတွေကလုပ်သွားပြီးတော့အများတွေ့အောင်ကျွန်တော်တို့က share တဲ့ကောင်မလေးတွေက share ပေးပြီးလက်မလေးနဲ့ကျွန်တော်တို့ဝင်ရပြီးတော့ကြပါအောင်เนาะကဲအဲ့ဒါကျွန်တော် video file လေးစလိုက်အောင်เนาะမစခင်လေးမှာကျွန်တော်ဗာပြောမလဲဆိုရင်နောက်တစ်ပတ်ဒီကျွန်တော်တို့ကဖောင်းရင်ကျွန်တော်တို့2ရက်ရှိတယ်အဲ့ဒါကျွန်တော် short စီက3ရက်ပဲရှိတယ်အဲ့တော့ကိုကတော့ကိုစောမဲ့ဟာလေးထိန်းသိမ်းဆော့ဖို့တော့ကျွန်တော်ဘက်ကနေတော့ဒါအကြံလေးပေးရပါတော့ဥပမာအဖွဲ့ဝင်ဒီဖြစ်စေအဖွဲ့ဝင်မဲ့နဲ့တပတ်စာပဲဆော့နေတိုက်ပဲဆော့เนาะထိန်းသိမ်းပြီးဆော့ဖို့တော့လိုတယ်ကဲဒီလောက်ပဲเนาะအရှိကြီးတော့မပြောတော့အဲ့တော့ကျွန်တော်တို့စမယ်အရင်ဆုံးကျွန်တော်တို့ဗာရှိမိလဲဆိုတော့သက်စာပေါ့เนาะကျွန်တော်တို့ဒါ2တီရှိနေသည်အပတ်တိုင်းကျွန်တော်တို့ဆော့လို့ရတယ်ကျွန်တော်တို့ရဲ့ကိုပိုင်ကြီးရဲ့ share ပေးတိုင်းဖြစ်တဲ့ခွန်3ကိုကျွန်တော်တို့163ရှင်နဲ့ကတ်ဆိုတော့ကျွန်တော် share ပေးရင်တခုရှိမယ်ကျွန်တော်နောက်တစ်ခါပြန်ပြီးတော့ပြပြမယ်နောက်တစ်ပတ်ကိုဇာတို့မွေးချင်နေဆိုရင်ခွန်3ကို163ရှင်နဲ့ကတ်ဆိုတော့ကျွန်တော်သက်စာ share ပေးရင်လေးရှိမယ်ဒါလည်းကျွန်တော်နံပါတ်1နဲ့ရှိမယ်နံပါတ်2မှာဆိုကျွန်တော်ရှေ့တစ်ပတ်မှာ9ဘူးတွေ6ဘူးတွေကျွန်တော်တို့ပူးထားတော့ကြောင်းတယ်ကျွန်တော်တို့မှာကမူရရှိပြီးသားဘာဖြစ်လဲပူးရင်เนาะပူးရင်ဘာဖြစ်လဲဆိုရင်သူ့ရဲ့အောက်ကနောက်တစ်ပတ်မှာကျွန်တော်တို့ background license နဲ့ပြတဲ့တော့ကြောင်းတယ်ကျွန်တော်နောက်တစ်ပတ်မှာနံပါတ်2နဲ့ background လေးကျွန်တော်ရှိမယ်ပြီးနံပါတ်3အနေနဲ့ကျွန်တော်တို့ဗာရှိမလဲဆိုရင်เนาะကျွန်တော်ဒါလေးရလေသက်စာတွေမှာထည့်လို့ရเนาะအဲ့တော့ကျွန်တော်အပတ်တိုင်းကျွန်တော်ထွက်နေတယ်day 25ကွက်ရှိမှာအဲ့တော့ကျွန်တော်တို့နောက်တစ်ပတ်ကိုဆော့စရာဆိုကျွန်တော် break တော့မပေးတော့ဘူးပြန်เนาะ break ကတော့ကျွန်တော်ရှိရဲမပေးတော့ဘူးဘာလဲဆိုတော့ဆော့စရာတွေများနေမှာဆိုတဲ့အတွက်ကြောင့်ဒီ3ခုပဲကျွန်တော်ဆော့မယ်เนาะအဲ့တော့နောက်တစ်ပတ်မှာငါတို့ကဇာတို့မွေးကျင်နေဆိုရင်ဗာရှိမလဲ share ပြန်ရှိမယ် background ရှိမယ်25ကွက်ဆိုပြီးတော့ကျွန်တော်ဒီ3မျိုးရှိမယ်အဲ့ဒီကနေမှကျွန်တော်မရှိဒီဘက်ကနေပြီးတော့ကိုကြိုက်နေတတ်တဲ့ဟာကိုရွေးချယ်ပြီးတော့ဆော့လို့ရတယ်ဒါဒီကတော့ကျွန်တော်တို့အဖွဲ့ဝင်တဲ့လူတွေအတွက်ကိုပြောတာဟုတ်တယ်ငါတို့ကတော့ကိုပန်ကြီးနဲ့ပဲအမြဲတမ်းကန်ဆက်ပြီးတော့အဖွဲ့ဝင်ကြီးတဲ့ဆိုတဲ့ကိုမာလေးတွေကကျွန်တော်နောက်တစ်ပတ်ကိုကျွန်တော်လုံးဝအကောင်းဆုံးဖြစ်မယ်တော့ဒါ3ရက်အတွင်းမှာကျင်းတီပေါထွက်မယ်ပါတီတစ်လုံးနဲ့အဲ့ဒီပါတီနဲ့ကျွန်တော်တို့တင်ဆော့လို့ရမယ်ကျွန်တော်တို့ main ကွက်3ကွက်ကိုကျွန်တော်ဘက်ကနေအကောင်းဆုံးစူးစမ်းပြမယ်အဲ့တော့ငါတို့ကတော့ကိုပန်ကြီးနဲ့ကန်ဆက်ချင်တယ်ဆိုတဲ့ကိုမာလေးရဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တယ်39ကို990ခွန်း16 4ဆိုတော့ကျွန်တော်ဒီဖုန်းနံပါတ်တစ်လုံးပဲသုံးပါတယ်အဲ့ဒီဖုန်းနံပါတ်မှာကျွန်တော်မှာ Viber ရှိတယ် KB ဝေးရှိတယ် Telegram ရှိတယ်ပေါ့နော်အဲ့တော့ကိုအဆင်ပြေတဲ့ရက်ကွက်ကနေပြီးတော့ကျွန်တော်တို့ဆက်သွယ်ပြီးလို့ရပါတယ်เนาะကျွန်တော်တို့တကယ်လို့ငါတို့ကတော့ဘာမှမရှိဘူးမစိတ်ကယူမယ်ဆိုတဲ့ကိုမာလေးတွေကကျွန်တော်တစ်ချက်လောက်ဖုန်းလေးရင်ဆက်ပေးเนาะ Viber ကယူတဲ့ကိုမာလေးတွေ Telegram ယူတဲ့ကိုမာလေးတွေကကျွန်တော်ဖုန်းဆက်စရာမလိုပါဘူးကိုယူမဲ့ဟာလေးကိုကျွန်တော်ငွေလဲပြစာလေးပို့ပေးလိုက်ရင်ကျွန်တော်ဘက်ကနေစာလေးပြန်ပြပါတယ်เนาะစာပြန်ပြီးတာရောက်ရင်တော့မပူနဲ့เนาะအဖွင့်နေမနက်ကြရင်ကျွန်တော်မိတ်ဆွေတွေရှိကိုခဏရောက်ပါလိမ့်မယ်เนาะကျွန်တော်ပညာကြီးရတော့အများကြီးတော့ပြောစရာမလိုပါဘူးကျွန်တော်ဒါပူမဝင်တဲ့ကောင်မလေးတီးပြီးတာเนาะကျွန်တော်တက်ခွဲပါဗျအဲ့တော့ဝင်ကျင်တဲ့ဆိုတဲ့ကောင်မလေးတွေကကျွန်တော်တို့လာဝင်ထားလို့ရပါတယ်ကျွန်တော်ဒီဒါကနန်းကိုအဖွင့်နေเนาะကျွန်တော်မနက်၈နာရီစပြီးတော့ကျွန်တော်ပို့ပြီးမယ်အဲ့တော့အရင်ဝင်တဲ့ကောင်မလေးတွေကအရင်ရမယ်နောက်မှဝင်တဲ့ကောင်မလေးတွေကနောက်မှရမယ်အဲ့ဒီတခုတော့နားလည်ပြပါဒါပေမဲ့အရင်ကြီးတော့ကြာစရာမလိုပါဘူးကျွန်တော်ဒါအကုန်လုံးထိုးချိန်ပြီးကျွန်တော်ဘက်ကနေအကောင်းဆုံးစူးစမ်းပြီးတော့ပို့မယ်ကဲဒါလေးကတော့ကျွန်တော်တို့ဒါဝင်ကျင်နေဆိုတဲ့ကောင်မလေးတွေပြောတယ်ငါတို့ကတော့မဝင်နိုင်သေးဘူးเนาะမဝင်ကျင်သေးဘူးဆိုရင်တော့ခုနကကျွန်တော်ပြောတယ် share ပေးတယ်နဲ့ share ပေးရင်ရှိမယ် background ရှိမယ်25ကွက်ရှိမယ် idea ကနေမှကိုကြိုက်နှစ်တဲ့ဟာလေးကိုကျွန်တော်မိတ်ဆွေတွေယူဆော့လို့ရပါတယ်ကဲအဲ့ကျွန်တော်ဒီလောက်ပဲเนาะ video file လေးကကျွန်တော်အများကြီးရှိတော့ပြောစရာမလိုပါဘူးအဲ့တော့အဖွဲ့ဝင်ကြီးတဲ့ကောင်မလေးတွေမရှင်းဆိုကျွန်တော်ပို့လေးတင်မိထားတာလည်းရှိပါတယ်တောက်ကြနီကအမှလည်းတွားကြည့်လို့ရပါတယ်เนาะကဲဒီလောက်ပါပဲအဲ့တော့ကျွန်တော်အားလုံးပဲမင်္ဂလာရှိရဲ့ညနေဖြစ်ကြပါစေမနေ့ပြန်ကျွန်တော်ညကြမှာပဲနေ့တိုင်း video file လေးကျွန်တော်ရှိပါမယ်เนาะအဲ့တော့ကျွန်တော် bye bye เนาะပြီးတော့ကျွန်တော်တခြားတော့ပြောမယ်အဲ့ဒါကဘာလဲဆိုတော့ channel လေးကိုကျွန်တော်တို့ဒါအခုမှပြန်ပြီးတော့တွေ့တယ်ဆိုတော့เนาะကိုပန်ကြီးရဲ့ချစ်မိတ်ဆွေတွေကိုတီကြီးရဲ့ချစ်မိတ်ဆွေတွေအားလုံးကလည်း channel လေးကိုကျွန်တော် subscribe လေးမလုပ်ရသေးလို့တော့ကြပါအောင်ပြီးတော့ကျွန်တော်အခုပြောတဲ့တပတ်စာလေးတွေကိုတချို့တွေကကျွန်တော်တို့မကြားလိုက်လို့เนาะမရှင်းလိုက်လို့ရှိရင်ရှိလိမ့်မယ်အဲ့တော့ကျွန်တော်ပြောတဲ့ဟာလေးတွေကိုဒါရှင်းတယ်နားလိုက်တယ်ဆိုတော့ကွန်မာလေးတွေကအဆင်ပြေမယ်ဆိုရင် comment လေးဒီမှာကျွန်တော်တို့ဖွင့်ပြီးတော့မှမြင်တော့ကြပါအောင်เนาะကဲကျွန်တော်ဒီလောက်ပါပဲအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေเนาะ bye bye